င်းကြီးပက်ပက်ဒူဝေဝေနှစ်ညညိုကြီးညညိုဒီနေ့လက်ပံနေပွင့်ချိန်ငါတို့နိုင်ငံလေးမှာခွေးတွေပိုယူကြတယ်ခရီးဆောင်အိတ်ထဲနာကြီးစိတ်တွေအပြည့်ထည့်ပြီးမိတ်တုံကျယ်လေးတွေကိုတော့ငါတို့မှာထိတ်လန့်နေကြရတယ်နင်သိလားညညိုနင်ကြားမိလားငါတို့ရွာလေးရဲ့ဘေးချင်းကရွာလေးကိုဆက်တက်လေဒီနဲ့ဘုံကျဲချလိုက်လို့တေဆုံးသွားတဲ့ရွာကန်အမျိုးသမီးကြီးအကြောင်းလက်ပြတ်သွားတဲ့အမျိုးသားကြီးအကြောင်းထိခိုက်ဒဏ်ရာရခဲ့တဲ့ကလေးငယ်လေးအကြောင်းအချစ်ဝေးရှောင်တာပဲဖြစ်ဖြစ်စစ်ဘေးရှောင်တာပဲဖြစ်ဖြစ်နှစ်မျိုးစလုံးဟာတစ်ခုခုကိုဆုံးရှုံးပြီးသွားကြတာကြီးပါပဲပရွေးစိတ်အောင်ကိုလက်နဲ့တိုးလိုက်တယ်လို့ပေါ်အရှိနောက်တောင်မြောက်ပြေးလွှားနေကြရတဲ့ပရွေးစိတ်လိုပြည်သူတွေချင်းသေးဆိုတဲ့ကောင်တွေရဲ့နားတွင်တွေကိုဝင်ကြိုက်ချင်တဲ့စိတ်နဲ့ညညိုနင်သာဆိုရင်တည်ချင်းဆိုကာလာနာရီလို့စူချိတ်နဲ့ဆင်းနေမိမှာပြန်မလာနဲ့ငါနင်းကိုတတိယပြီးထမင်းလို့ခဲ့တဲ့ရက်တွေအတွက်နဲ့ပြန်မလာနဲ့နင့်မိအကြီးလေးဖွားစိန်နင့်ကိုလွမ်းလို့ငိုယုံလောက်နေလေပြန်မလာနဲ့လို့ငါအရင်ကပြောခဲ့မှုပါတယ်နင်ပြန်မလာနဲ့ညညိုအဲ့ဒီနိုင်ငံကနေပဲဖျားစာလေးရွတ်ပေါ်တော်လန်ရေးဆိုတာတော်တဲ့သူတွေအာနာရှင်စနစ်ကိုအမြစ်ပါမကြံထလှန်တဲ့ပွဲပေါ်ညညိုရဲ့နေလက်တန်းလေးတွေရောငါလက်တန်းလေးတွေရောလိပ်ပြလုံးခဲ့တယ်မမေ့ဘူးငါတို့ဘယ်တော့မှမမေ့ဘူးကြောက်အားကြီးပြီးထမင်းစားလို့မရတဲ့နေ့တွေကိုမမေ့ဘူးအကြီးမဝမှုတွေနဲ့မျက်တွင်းခွက်ကားလားတွေမမေ့ဘူးကရွင်းချင်ပါရဲ့နဲ့ဆေးလိတ်တောင်မဖွာရဲတဲ့ညတွေကိုမမေ့ဘူးငါတို့ငယ်ငယ်ကစားခဲ့တဲ့ညောင်ညိုပင်ကြီးဟာငါကြီးလာတော့ပြေးပုံးစရာနေရာတွေဖြစ်လာတယ်ငါတို့တူတူငါဖမ်းခဲ့တဲ့ချောင်းတွေကရေနဲ့မျက်နှာတစ်ထမင်းချက်ချိုးရည်ရောတောက်ရည်ရောနေနဲ့ငါနဲ့တုန်းကလို့နှစ်ယောက်တည်းမဟုတ်ဘူးလူတွေမှအများကြီးပဲဒါပေမဲ့ပြောစရာမကောင်းဘူးညညိုအညာသူအညာသားတွေပေါ်တဲ့ငါတို့နယ်လီကလေရေတောင်းတောက်တဲ့အိမ်ကိုပါလာတဲ့တရက်သီးငပြောသီးပြန်ပြီးခဲ့တတ်တဲ့တလီလေးနေလွမ်းကျင်လွမ်းပေါ်အဖွားတပ်ပတ်ကျန်းလေးအဖိုးကခေါင်းအောက်ထားအိတ်တော့အဖိုးပစိုးစုပ်လေးခေါင်းပေါက်ဝင်းလို့ပေါင်းတဲ့အဖွားအဲ့ဒီတစ်ပင်ကြီးမလေးရပါဘူးသွားလီသူကြီးတယူတရနဲ့စိုက်ခဲ့တာလေးမို့ပါတော်ဆိုတဲ့အညာသူညိုပြညက်အန်ဒီကြီးတွေတင်းမဲခွေခွေရေပဲခက်ခက်ပခုံးမှာထင်းကပုံမှာဟင်းပါတဲ့အညာသားဦးလေးကြီးတွေစစ်ကြီးပြီလို့ရွာဖျားပွဲတွေကျင်းပကြရင်အယုတ်ဆိုင်ကတနက်တွေကိုဟိုတာက AK47 ဟိုတာက M4A1 ဟိုတာက M416 ဆိုပြီးမင်းငေါပြရင်ရင်းနှီးပူးတဲ့စကလုံးတွေပြောမဲ့လူငယ်တွေဒါနဲ့တလုံးထိုးလက်လုတ်တွေတော့ဒီဆိုင်မှာမရောက်မှုထင်ရဲ့ရွာဦးဘုန်းကြီးเจ้าမှာစိတ်ရတော့မရှိဘူးရွာရဲရက်ထဲတကြီးဥညုံမိုင်းတွေမရှိဘူးเจ้าမှာတော့เจ้าသားတွေအပြည့်ပဲတတိထားမိလားတကြီးမရှိလဲမဆူတက်တော့တဲ့ရွာတွေအမီးမရှိလဲမပူတက်တော့တဲ့အားတွေအချင်းချင်းထိုးသက်ကြရင်ရင်းနှီးသူကိုစီဟာဝင်ခွဲပေးမှာပဲကူကမိဘတွေဝင်ပါတဲ့ငငယ်ကရံပွဲလို့တချို့မိဘတွေကြသူတို့သားလေးထီတော့နာနေလိုက်ပုံများတချို့မိဘတွေကြနောက်ဒါမျိုးမဖြစ်ရဘူးဆိုပြီးကိုသားကိုရိုက်လိုက်ပုံများစနစ်စိုးကြီးရေးမှာလူငယ်တိုင်းအချိုးရမရှိဘူးသိလားလူငယ်တိုင်းလူမှာအချိုးရမရှိဘူးညညိုရေးဝိုင်းကြီးပက်ပက်ဒူဝေဝေကြားကြီးကြိုက်လို့လည်းမသေးခြင်းဘူးငါတို့ဟာတော်ထဲမှာလင်းသေးရောင်ရှိန်